ဖူးပွင့်ရတနာကြိုးဆိုပါရှင်ဒီနေ့မင်ပြပေးမှလေးရကြတော့လေအရန်ကိုလူကြိုက်များပြီးတော့လက်ဆောင်တွေပါပေးရင်လဲလှတဲ့ပန်းအိုးလေးပေါ့နော်သူကကြတော့အနီရောင်အစိမ်းရောင်ပလဲနဲ့လေးရောင်ချယ်လေးရှိမယ်ရှင်အခုကြတော့မင်ကအရန်လူကြိုက်များပြီးတော့ရောင်ကောင်းတဲ့အိုးလေးတအိုးကိုပြပေးခြင်းလို့ပါသူကတော့လေးရောင်ချယ်လေးပေါ့နော်သူကကြတော့ပန်းခိုင်တီးတန်ဟိုတနေ့ကမင်ပြသွားပေးပြီးပြီပေါ့နော်ဒါလေးကကြတော့လက်ဆောင်တွေပါပေးရင်ပို့ပြီးလာတယ်လေဖျားလူဖို့ထက်ပေါ့နော်ဒီကုမ္ပဏီရုံးခန့်ပါညာလက်ဆောင်တွေပါပေးမွေးနေ့လက်ဆောင်အိမ်တစ်သက်တော်တော်လေးလာတယ်တအိုးထက်ပေးရင်ဒါလေးယူနော်ဒါလေးဒီမှာပါအနီလေးရဲ့အစိမ်းလေးရဲ့ပလဲလေးရဲ့သူ့ရဲ့ဒီခလဲကောင်မှာကြတော့တဘာဝကြောက်သားစလင်းရွှေမြင့်ရွှေလာငွေလာကြောက်လေးကိုထည့်ပေးထားပါတယ်သူကတော့အမြင့်တအိုးအမြင့်တပေနဲ့နှစ်လက်မပါရှင်ဒီမှာပါတိုင်းလို့ရအောင်စိုက်ချိန်လို့ရမင်းပြပေးတာနော်ဒီမှာပါသူကစလင်းရွှေမြင့်ရွှေလာငွေလာကြောက်လေးလည်းပါတယ်ပလဲလေးလည်းပါတယ်လေးရောင်ချယ်လေးဆိုတော့လူကြိုက်များတယ်နော်ဒီအိုးလေးကလေရောင်းလည်းအရင်ရောင်းရတယ်မင်းတို့စီမှာလှလိုက်တာသူလေနော်သူ့ရဲ့အနောက်ကကြတော့ဒီလိုရွှေကိုင်းလေးနဲ့ပါနော်သူ့ရဲ့အိုးလေးကတော့အပူလေးနဲ့ပေါ့ဟိုတရကြတော့မမေကဟိုကိုင်းအကြီးနဲ့အိုးအဖြူလေးနဲ့ထိုးပြခဲ့ပူတယ်နော်ဒီပုံစံလေးကိုလေးအောင်ချဲလေးပါကြိုက်တယ်ဆိုရင်အားပေးလို့ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်